ခုတနေ့ကစာလေးတစ်ပုဒ်ဖတ်ရတယ်နိုင်ငံခြားစာရေးဆရာတယောက်ရေးထားတာပါဖရာဟောဒေသနာတော့မဟုတ်ပါဘူးသို့တော့ကောင်းလွန်းလို့ကြိုက်လွန်းလို့နည်းနည်းတော့ပြန်ပြောကြည့်ခြင်းတခါအရာရှိတယောက်ကတစီကားငှားပြီးတော့မြို့ထဲကိုသွားတာတဲ့တစီလေးနဲ့သွားတာပေါ့ဒါမြို့လေးရောက်တော့လမ်းတနေရာရောက်တော့ကားတစ်စင်းကဘွားဆိုရှေ့ကနေပေါ်လာတိုက်တော့မလို့ဖြစ်သွားတာပေါ့အဲ့ဒါနဲ့တစီသမားကလည်းအလွန်ကျွမ်းကျင်တဲ့ကားကိုကွတ်ချလိုက်တယ်မတိုင်ဘူးဟောစရာကောင်းတာရှေ့အမှားတဲ့ကားသူတို့ရှေ့ကကွေလာတဲ့ကားသူကလည်းမှားသေးတယ်အဲ့ဒါကားတကားဖွင့်ပြီးတော့အယုဒ္ဓနတ္တဆဲပြီးတော့လက်သီးထောင်ပြတော့အရန်စိတ်ဆိုးဘူးဒါပေမဲ့နောက်ကတစီသမားပြုံးနေတယ်ပြန်ပြီးတော့လက်ပြလိုက်သေးတယ်ဘာမှမဖြစ်ဘူးအဲ့ဒီအရာရှိကအလွန်အံ့ဩတယ်တဲ့။အထင်လည်းကြီးသွားပါဒီတစီသမားကို။အဲ့ဒါနဲ့မမေးပဲမနေနိုင်ဘူးမေးတာပေါ့။နေသမ်းပါအောင်ပေါ့။ကျုပ်တို့ခဏလေးခုနတုန်းကဆိုတာကားတိုက်ခံမဲ့သေးနည်းနည်းလေးပဲလိုတော့တယ်ပေါ့။ခမရနဲ့ကျုပ်ဆေးရုံရောက်တော့မှလည်းနည်းနည်းပဲလိုတော့တယ်။ဟိုလူကသူလည်းမှားသေးတယ်ခမရကိုဆဲလဲဆဲသွားတယ်လက်သီးလည်းထောင်ပြသေးတယ်။အဲ့ဒါတော့ခမရကပြုံးပြုံးရွှင်ရွှင်နဲ့နော်။တီးခံပြီးတော့ဘလို့နီးနဲ့ဘလို့စိတ်ထားနဲ့အဲ့ဒါကိုခမရတုံ့ပြန်နိုင်တာတော့။အဲ့လိုမေးတဲ့အခါကျတော့တစီသမားပြောတယ်တဲ့လူတွေဟာလို့ပြောတယ်တော့အမိုက်တွေအပြည့်တင်ထားတဲ့အမိုက်ကားကြီးတွေလိုပဲသွားနေကြတာလူတွေဟာအမိုက်တွေကိုတင်ပြီးတော့ဘဝခီးကိုသွားနေကြတာနော်အမိုက်ကားတွေဟာအမိုက်တွေတင်ပြီးတော့လမ်းပေါ်သွားနေကြတာအဲ့ဒါအမိုက်တွေကဟိုအိမ်ကတင်လိုက်ဒီအိမ်ကတင်လိုက်အမိုက်ကားကြီးကအမိုက်တွေပြည့်ပြီဆိုရင်အဲ့ဒီအမိုက်တွေကိုသူဘာလုပ်ရမလို့တနေရာပြည့်ရတော့မှလေသူကားကြီးကမဆန့်တော့ဘယ်တနေရာပြည့်ရမှာလူတွေလည်းအဲ့လိုပဲတဲ့တခါလာရင်စိတ်တိုးစရာတွေစိတ်ပြက်စရာတွေဝမ်းနေရစရာတွေသူတို့စိတ်ထဲမှာပြည့်လာပြီဆိုတော့အဲ့ဒါဘယ်ဟာမှသူတို့ကဖယ်မထုတ်တော့ကြားလာတော့သူတို့စိတ်ထဲမှာအမိုက်တွေကပြည့်နေလောဘဒေါသမောဟအမိုက်တွေကပြည့်နေအပြည့်လာရင်သူတို့ကလည်းတနေရာကိုစွန့်မှာစွန့်ရင်အဲ့ဒါအခက်မသိရင်ခမရပေါ်တယ်လားစွန့်လိုက်မယ်တဲ့အဲ့ဒီအမိုက်တွေအဲ့ဒီအမိုက်တွေလာပြည့်ပြီဆိုရင်အဲ့ဒါခမရလက်ခံမလားတဲ့ဟာဘယ်လက်ခံမလို့သူ့အမိုက်တွေကိုကျုပ်ဘာလို့လက်ခံမလို့ဟုတ်တယ်ဘာလို့လက်ခံမလဲအဲ့ဒီဟာကိုယ်နဲ့မဆိုင်ဘူးလေအမိုက်လာစွန့်ပြီဆိုရင်လက်မခံနဲ့တဲ့ဟုတ်လားအဲ့ဒါခမရအဖုံးကိုလုံအောင်ပိတ်ထားတဲ့သူပြောပုံလေးဟုတ်လားအဖုံးကိုလုံအောင်ပိတ်ထားတဲ့လုံအောင်မပိတ်ရင်သူပြစ်တဲ့အမိုက်တွေကခမရစိတ်ထဲဝင်လာလိမ့်မယ်တော့ဒီခေတ်လူတွေဟာတော့စိတ်တိုင်းမကြမှုစိတ်တူမှုစိတ်ပြက်မှုဝမ်းနည်းမှုဆိုတဲ့အမိုက်တွေကိုနေရာတကာစွန့်နေကြတယ်ပြစ်နေကြတာဦးဇင်းအဲ့ဒါလေးကိုချဲ့ပြီးတော့စဉ်းစားပြီးတော့ဟုတ်တာပဲလို့တချို့ဆိုရင်အမိုက်တွေကိုတော့ဓာတ်ရိုက်ကိုနဲ့စကားပြောပြီးတော့ထည့်တာရှိတယ်လို့ကိုယ်တည်းကိုတဆင့်ထည့်နေတာတွေလည်းရှိတယ်သတင်းသားတွေကထည့်ကြတာလည်းရှိတယ်အမိုက်တွေတီဗီတွေကနေထည့်နေတာလည်းရှိတယ်တီဗီတွေကနေအမိုက်တွေဖြန့်နေတာရှိရနော်ဟုတ်လားပြီးတော့ဘယ်တွေကထည့်သေးတော့Facebook တွေကနေထည့်အောင်မရှိဘူးလားအမိုက်တွေကိုကောင်းနဲ့ရောက်မလာဖို့ရေးကြည့်ရနော်အဲ့ဒါသူပြောတဲ့စကားလေးတခုဘုံဘုံကသဘောကျတယ်လူတွေကိုအမိုက်မပြစ်အောင်တားဆီးလို့မရဘူးတဲ့လူအမျိုးမျိုးစိတ်ထွေးပဲဒါပေမဲ့ကိုယ်ကောင်းတဲ့ကိုအဲ့ဒီအမိုက်တွေရောက်မလာအောင်တော့ပိတ်ထားလို့ရတယ်တဲ့တေချာစင်တာတော့ဒီစကားတော်တော်ကောင်းတယ်ဟုတ်လားလူတွေကိုအမိုက်မစွန့်အောင်မိုက်မပြစ်အောင်ဦးဇင်းတို့လုပ်လို့မရဒါပေမဲ့ကိုယ်စိတ်ထဲကိုအဲ့ဒီအမိုက်တွေကူးဆက်မလာအောင်တော့ဦးဇင်းတို့တားလို့မရဘူးလားရတယ်ငယ်ငယ်ကဆရာတော်ဘုရားဥဇောတိကရဲ့တရားတစ်ပုဒ်ထဲမှာလည်းပဲကြပြလေးတစ်ပုဒ်ဆိုပြီးတော့နိုင်ငံခြားရေးတဲ့ကြပြဆရာတော်ရေးတဲ့ကြပြတစ်ပုဒ်ဆိုပြီးတော့အဲ့ဒါလေးလည်းစိတ်ထဲဆွဲနေတာတစ်ခုရှိတယ်အဲ့ဒါကသူကဘာပြောလို့ဆိုတော့ကောင်းငင်မှာငှက်တွေပြန်သွားတာကိုပြန်မသွားအောင်ဦးဇင်းတို့တားလို့မရပါဘူးတဲ့နော်ကောင်းငင်မှာငှက်တွေပြန်သွားတာကိုပြန်မသွားဘူးလို့တားလို့ဦးဇင်းတို့မှာအစွမ်းမရှိဘူးငှက်တွေပြန်မှာပဲတားလို့မရဘူးဒါပေမဲ့ကိုယ့်ရဲ့ခေါင်းထဲကဆပင်ထဲကိုတော့ငှက်တွေအတိုက်လာမလွတ်အောင်တော့တားလို့ရပါတယ်တဲ့။အဲဘယ်လောက်ကောင်းတော့ဒီစကားဘယ်လောက်ကောင်းတော့စဉ်းစားသားဟင်ဒီကမာကြီးတွေအကုန်လုံးနားလည်နိုင်တဲ့အစွမ်းရှိမလို့ဦးဇင်းကယုံကြည်ပြီးတော့ပြောနေတာနော်။ကောင်းငင်မှာပြန်သွားတဲ့ငှက်တွေကိုတားနိုင်တဲ့အစွမ်းမရှိပါဘူး။သို့တော့ကိုယ်ခေါင်းထဲကဆပင်မောတော့ငှက်တိုက်လာမလွတ်အောင်တော့တားလို့ရတယ်။ဒီခံခြင်းနဲ့ပတ်သက်ပြီးတော့စကားတွေထွက်သွားတာနော်။ဒါဘာပြောချင်တာတော့ဘာတွေဘလို့ပဲတွေ့ရကြုံရပြင်းရမြင်ရဟုတ်လားမြင်ရကြားကြရကိုယ့်ရဲ့စိတ်ကိုမတူအောင်ဒေါသမဖြစ်အောင်ဦးဇင်းတော်ကမလုပ်အောင်တော့စူးစမ်းရမယ်သိခံရမယ်ဆိုတော့ပြောတာဟုတ်လား